မိကုန်းမေးလျှောက်ခွင့်ပြုပါရှင်ဗျာဒီမိကုန်းရှင်ရဲ့မိသားစုပါပေါ့နော်သူတို့ကအဲ့လိုမျိုးရိုးစင်ဆက်ဒီလိုမျိုးnetရုပ်ထုတွေနဲ့ net ကိုးကွယ်တဲ့ဒီအလေးချင်းရှိပါတယ်ဗျာဒီလိုမျိုးကိုးကွယ်တာကိုသူတို့လက်ထက်မှာပေါ့နော်သူတို့ကစွန့်လွတ်ခြင်းတယ်ပေါ့နော်စွန့်လွတ်ခြင်းတယ်ဒီ net ရုပ်ထုတွေကိုလည်းစွန့်ပစ်ခြင်းတယ်ဒီလိုမျိုးစော်ကားခြင်းတဲ့စိတ်တော့မပါဘူးပေါ့နော်ဒီလိုဖះကလွယ်ပြီးကျန်တာကိုမကိုးကွယ်ခြင်းလို့ပေါ့နော်အဲ့လိုမျိုးဖြစ်ပေမဲ့တချို့အယူသီးရဲ့အမျိုးတွေကကြတော့ဒီလိုမျိုးဒါမလုပ်သင့်ဘူးပေါ့နော်ဒီဟိုမိသားစုတွေကွဲမယ်ပါမယ်အဲ့လိုမျိုးပြောတယ်ဗျာအဲ့လိုမျိုးပြောတဲ့အတွက်အဲ့လိုမျိုးဒီလိုမျိုးစွန့်လွတ်တာအပြစ်ဖြစ်လာပေါ့နော်နောက်ပြီးအဲ့လိုမျိုးပြောနေတဲ့ဟိုအယူသီးရဲ့ဟိုလူကြီးတွေရောပေါ့နော်ဘယ်လိုမျိုးအစွဲချော့အောင်လုပ်ရပါမလဲရှင်ဗျာအဲ့ဒါတော့နည်းနည်းကြည်ကြဲဝန်းသူတို့ရှင်းပြရမှာပေါ့နော်ဟိုဒီနက်ကိုမကိုးခဲ့ဘူးဆိုလို့ရှိရင်ကိုတို့မိသားစုကိုတခုခုများထိခံအောင်လုပ်မလားဆိုတာကြောက်ကြတာပေါ့လူတွေဆိုတာတော့အကြောက်တရားနဲ့အသက်ရှင်တာဒါကြောင့်ဟိုကိုးကွယ်မှုကြောင့်ဘေးဖြစ်တယ်ဆိုတာအဲ့ဒါပဲကိုးကွယ်ရင်နဲ့ဆွန့်လို့မရတော့ဒီပုံမှာကိုကကြောက်စိတ်တွေဝင်သွားပြီးတော့ဆွန့်လို့လည်းမရတော့မဆွန့်ရဲတော့ဖြစ်သွားတာဆိုတော့အဲ့ဒီခါကျတော့သူတို့ကိုပြောပြမှာပေါ့နော်ဇန္နာ၃ပါးမြင့်မြတ်တဲ့ဇန္နာ၃ပါးမိမိတို့ကိုးကွယ်နေပြီအဲ့တော့ဇန္နာ၃ပါးကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကိုနှကောင်းနှမျက်တရားလည်းဆောင်းချောင်ပေးပါတယ်အဲ့တော့နှကောင်းနှမျက်တွေကိုလည်းမေတ္တာဖို့အမျှဝေရတယ်လေအဲ့လိုဆိုလို့ရှိရင်နှကောင်းနှမျက်တရားနေပြီးတော့မိမိတို့ကိုဆောင်းချောင်ပေးတယ်ဆိုလို့ရှိရင်ဒီအသေးအမွားတကယ်နှက်ရှိခိုင်းအောင်ပေါ့နော်ဒီနှက်တရားအလွန်နှိမ့်တဲ့နှက်တွေပါဒီနေ့ခေတ်ရိုးရာနှက်တွေဆိုတာအလွန်နှိမ့်တဲ့နှက်တွေနှက်ဖြစ်ခိုင်းအောင်ပါနော်တကယ်နှိမ့်ပါတယ်ဦးဇင်းတို့ကတော့နှက်တောင်မထင်ဘူးဒီဥစ္စာတွေကိုပိတ်တာတွေလို့ပဲထင်တာနော်တကယ်ရှိခိုင်းတော့ပိတ်တာတွေလို့ပဲယူဆထားတာအဲ့တော့ဒီလိုဟာမျိုးတွေကမိမိတို့ကိုနှကောင်းနှမျက်တရားဆောင်းချောင်ပေးတယ်ဆိုလို့ရှိရင်နောက်ချက်မဖြစ်ပါဘူးဟိုပရိကျွတ်လို့စွမ်းတယ်ဆိုတာကအဲ့သဘောပါတယ်လေဝေသာလီပြည်မှာပရိကျွတ်တာပဲကြည့်တယ်ဝေသာလီမှာပရိကျွတ်တဲ့အခါမှာနက်တွေရောက်လာတာပဲလေနော်နက်တွေရောက်လာတဲ့အခါကျတော့တကိုးကြီးတဲ့နက်တွေလာရင်ဒီဘလူးတွေပါတယ်ဆိုတာကိုပြည့်ရတာပဲလေဖယ်ပေးရတာပဲလေအဲ့သဘောပဲယန္နာ၃ပါးကိုကိုယ်ွယ်စည်းကမ်းတဲ့လူတစ်ယောက်ကိုနှကောင်းနှမျက်တရားဆောင်းချောင်ပေးတာဖြစ်ပါတယ်အဲ့ဒါရင်တင်တဲ့ဟာတွေကိုကြောက်စရာသိမရှိပါဘူးမလိုပါဘူးနော်ကိုကသာမမှန်ကန်ယန္နာ၃ပါးကိုကိုယ်ွယ်တက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပေးရမှာပေါ့ပြီးနှကောင်းနှမျက်တရားဆောင်းချောင်ပေးရတယ်ဆိုလို့ချင်းဒီနက်တရားအစင်းနေတဲ့အတွက်ကြောင့်ကြောက်စရာမလိုဆိုတဲ့အကြောင်းပြောပြရမှာပေါ့နော်